မင်္ဂလာပါ Healing Space ကနေကြိုဆိုပါရစေဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့တကားပိတ်သွားတဲ့အခါမှာဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီနေ့မှာတင်ရှိကတကားတစ်ချက်ပိတ်သွားခဲ့ရင်ဘာဖြစ်မှာလဲ။အဲ့ဒီအချိန်မှာတင့်အတွင်းထဲမှာဘယ်လိုခံစားရမလဲ။တချို့လူတွေကတကားပိတ်သွားတာကိုအဆုံးတက်လို့ထင်တတ်ကြတယ်။တချို့လူတွေကကြတော့ငါပွားပြတ်သွားပြီလို့တော့မှထင်တတ်ကြတယ်။ဒါပေမဲ့ဒီနေ့မှာတင့်ကိုတစ်ခုပြောပြချင်တယ်။တကားတစ်ချက်ပိတ်သွားတာဟာအဆုံးသတ်မဟုတ်ပါဘူး။တကားတစ်ချက်ပိတ်သွားတာကတခြားတကားအတစ်ဖွင့်ဖို့လမ်းကြောင်းဖယ်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုနားထောင်ပြီးသွားရင်တင်းစိတ်ထဲမှာရှိနေတဲ့နာကျင်မှုဝမ်းနည်းမှုတွေနည်းနည်းလေးပဲဖြစ်ဖြစ်အရှင်လျော့သွားမယ်လို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုကိုအေးအေးဆေးဆေးနားထောင်ပေးပါ။တခါတလေစကားတစ်ခွန်းကတင့်ဘဝကိုပြောင်းလဲနိုင်ပါတယ်။တကားပိတ်သွားတယ်ဆိုတာပါလဲ။အလုပ်တစ်ခုမအောင်မြင်တာချစ်သူတယောက်ကကိုယ်စီကနေထွက်သွားတာတငယ်ချင်းတယောက်ကတင့်ကိုထားခဲ့တာမိသားစုနဲ့အဆင်မပြေတာအိမ်မက်တစ်ခုပြက်ပြဲသွားတာဒါတွေအားလုံးကတကားပိတ်သွားခြင်းပါပဲအဲ့ဒီအချိန်မှာလူတယောက်ရဲ့စိတ်ထဲမှာပေါ်လာတတ်တဲ့စကားတွေကများတော့အပြင်တည်လို့ပါငါညံ့လို့ထင်ပါတယ်ငါမကောင်းလို့ပါငါပွားဘာလို့ဒီလိုဖြစ်နေရတာလဲအခုကစပြီးတော့ငါဘလို့ထပ်ပြီးတော့ရှင်တန်ရမှာလဲဆိုတဲ့စကားတန်တွေပေါ့တကားပိတ်သွားတဲ့အခိုက်အတန့်တွေဟာလူတိုင်းရဲ့ဘဝမှာရှိပါတယ်။မရှိတဲ့လူဆိုတာမရှိပါဘူး။ဒါပေမဲ့တကားပိတ်သွားတဲ့အခိုက်အတန့်ကိုဘယ်လိုမြင်တယ်လဲဆိုတာကတင်းရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးတာပါ။တကားပိတ်သွားတာကိုအဆုံးတက်လို့မြင်ရင်တင်းကအဆုံးမှာပဲရပ်နေမယ်။တကားပိတ်သွားတာကိုလမ်းကြောင်းပြောင်းခြင်းလို့မြင်နိုင်ရင်တင်းကအတက်တစ်ခုကိုစတင်နိုင်မယ်။ဘဝမှာတကားပိတ်သွားတာကအကြောင်းမဲ့တက်မဟုတ်ပါဘူးတကားပိတ်သွားတာကတခါတလေတင့်ကိုကဲတင်ဖို့လည်းဖြစ်နေနိုင်ပါတယ်တင့်ကိုတင်နဲ့မတင်တော်တဲ့ရုပ်ဝန်ကနေထုတ်ပစ်ဖို့လည်းဖြစ်နိုင်တယ်တင့်ကိုတိုင်းနဲ့ပြန်တွေးစီဖို့လည်းဖြစ်နေနိုင်တယ်တင့်ကိုကြီးထွားအောင်လုပ်ဖို့လည်းဖြစ်နေနိုင်တယ်တခါတလေတင်ထင်ထားတဲ့အရာကဆုံးရှုံးမှုလို့ခံစားရပေမဲ့တကယ်တော့ကာကွယ်မှုဖြစ်နေတတ်ပါတယ်တင်မတိလိုက်ပဲနဲ့တင်အတွက်အန်ဒီရရှိစေနိုင်တဲ့လမ်းကိုဘဝကတကားပိတ်ပြီးတော့ရက်တန့်ပေးလိုက်တာလည်းဖြစ်နေနိုင်ပါတယ်။တကားပိတ်သွားတာကိုစိတ်ဆိုးမနေပါနဲ့။တကားပိတ်သွားတဲ့အချိန်မှာတင်ရဲ့ဘဝကတင်ကိုဒီလိုတွေပြောပြနေတာလည်းဖြစ်နေနိုင်ပါတယ်။ဒီနေရာကနင့်အတွက်မဟုတ်တော့ဘူး။ဒီလမ်းကနင့်ကိုနာကျင်စေလိမ့်မယ်။ဒီလူကနင့်ကိုအနာဂတ်မှာဖျက်ဆီးပစ်လိမ့်မယ်ဆိုပြီးတော့ပေါ့တကားပိတ်သွားတာကတင့်ကိုပိုကောင်းတဲ့ဘဝထဲကိုခေါ်ဆောင်သွားဖို့အခွင့်အရေးလည်းဖြစ်နေနိုင်ပါတယ်တကားပိတ်သွားတဲ့အခါမှာလူတွေကစိတ်တက်ကြကြတာတဘာဝပါပဲဘာကြောင့်လဲဆိုတော့လူဆိုတာမျောလင်းချက်နဲ့အသက်ရှင်ကြတယ်အိမ်မက်တွေနဲ့အသက်ရှင်ကြတယ်မျောလင်းချက်ပြတ်သွားတဲ့အချိန်မှာစိတ်ထဲမှာအလင်းရောင်မရှိတော့တယ်လို့ခံစားရတတ်တယ်ဒါပေမဲ့စိတ်တက်ကြသွားတာကိုတင့်ကိုတင်အပြစ်မတင်ပါနဲ့အဲ့ဒါဟာတင်ညံ့လို့မဟုတ်ပါဘူးတင်မှာအိမ်မက်တွေရှိခဲ့လို့ပါတင်မှာအချစ်တွေပြည့်နေခဲ့လို့ပါတင်မှာရွေချက်တွေရှိနေခဲ့လို့ပါဒါပေမဲ့စိတ်တက်ကြနေတဲ့အခိုက်အတန့်တွေကိုအမြဲတမ်းနေထိုင်ရအိမ်တစ်ခုလိုမတက်မတ်လိုက်ပါနဲ့စိတ်တက်ကြခြင်းကခဏတာအနားယူရနေရပါတင်အမြဲတမ်းနေထိုင်ရမယ့်နေရာမဟုတ်ပါဘူးဒီနေ့တင့်ကိုအရေးကြီးဆုံးစကားတစ်ခုပြောပြချင်တယ်တကားပိတ်သွားတယ်ဆိုတာတင့်အတွက်မဟုတ်တော့တဲ့အရာမတင်တော်တော့တဲ့အရာကနေတင့်ကိုလွတ်မြောက်သွားစေတာပါတခါတလေတင်တယောက်တည်းတစ်ခုခုကိုဖက်တွယ်နေတတ်တဲ့ဘဝကတင့်ကိုလွတ်မြောက်စေခြင်းနဲ့ဒါကြောင့်ဘဝကတကားပိတ်ပစ်လိုက်တယ်အဲ့ဒီချိန်မှာတင်မတိလိုက်ပဲနဲ့အကောင်းဆုံးတကားအတစ်ကတခြားဘက်မှာအဆင်တင်ဖြစ်နေတတ်တယ်တကားပိတ်သွားတာကဘဝရဲ့နောက်ထပ်ပိုကောင်းတဲ့အဆင့်တစ်ခုကိုရောက်ဖို့ဖြစ်နေတတ်တယ်တကားဟောင်းတွေကိုမပိတ်ပစ်လိုက်ရင်တကားအတစ်ကိုဖွင့်လို့မရပါဘူးတကားဟောင်းကိုမပိတ်ပစ်လိုက်ရင်တင်ကအဲ့ဒီအခန်းထဲမှာအမြဲတမ်းပိတ်မိနေမယ်တကားပိတ်သွားတာဟာတင်ကိုပိုကောင်းတဲ့အခန်းအတစ်ထဲကိုလမ်းညွှန်လိုက်တာပါတခါတလေတင်နေခဲ့တဲ့အခန်းကတင်ကိုတင်းငယ်စေတယ်တင်ကိုအားနေစေတယ်တင်ကိုညည်ရကြစေတယ်ဒါကြောင့်ဘဝကတင်ကိုအခန်းအတစ်ထဲကိုခေါ်ဆောင်သွားခြင်းနဲ့အဲ့ဒါကတကားပိတ်သွားရခြင်းရဲ့အတိတ်ပဲပါတကားပိတ်သွားတဲ့အခါမှာတင်လို့ရမယ့်အရာ၃ခုရှိရယ်ပထမတစ်ခုကခဏလောက်ရက်ပြီးတော့ကိုခန်းစားခွင့်ပေးပါနာခြင်းပါစေငိုခြင်းငိုပါစေ
ဒါကတင်းရဲ့စိတ်ကိုပြန်ပြီးတော့တက်တာစီမဲ့ healing process ပါနံပါတ်1ကကြတော့ကိုအပြစ်မတင်ပါနဲ့အရာအလုံးကတင့်အပြစ်မဟုတ်ပါဘူးတခါတလေအချိန်မတော်တာကံကြမ္မာမတော်တာလူတွေမတူတာလမ်းကြောင်းတွေမတူတာကြောင့်ဖြစ်နေတတ်ပါတယ်နောက်ဆုံးတစ်ခုကကြတော့တင်ခန်းစာရှာပါပိတ်သွားတဲ့တကားရဲ့အထဲမှာတင်ခန်းစာတစ်ခုအမြဲတမ်းရှိနေတတ်တယ်ဘဝကတင်ကိုမုံလို့မဟုတ်ပါဘူးဘဝကတင်ကိုတင်ပေးခြင်းလို့ပါတခါတလေတင်ကတစ်ခုခုကိုအရန်လိုချင်တယ်အရန်ကြိုးစားတယ်အရန်စောင့်ဆိုင်နေမိတယ်ဒါပေမဲ့အဲ့ဒီအရာကိုတင်မရအောင်အဲ့ဒီချိန်မှာတင်ကဒီလိုခံစားရမယ်ငါညံ့လို့ပါဒါပေမဲ့အမှန်တကယ်ကတင်ညံ့လို့မဟုတ်ပါဘူးအဲ့ဒါကတင်အတွက်မဟုတ်ဘူးဆိုတဲ့အတိတ်ပဲပါတင်အတွက်မဟုတ်တဲ့အရာကိုတင်ရသွားခဲ့မယ်ဆိုရင်တင်ဘွားကပို့ပြီးတော့ပင်ပန်းမယ်တင်အတွက်မဟုတ်တဲ့အလုပ်ကိုတင်ရသွားခဲ့မယ်ဆိုရင်တင်ပို့ပြီးတော့စိတ်သက်ကြမယ်တင်အတွက်မဟုတ်တဲ့လူကိုတင်ရသွားခဲ့မယ်ဆိုရင်တင်အနာဂတ်ကမျက်ရည်တွေနဲ့ပြည့်နှက်နေမယ်ဒါကြောင့်တကားပိတ်သွားတာကတင်ကိုကာကွယ်လိုက်တာလည်းဖြစ်နေနိုင်ပါတယ်ဒီစကားတစ်ခုကိုတင့်ကိုပြောပြချင်တယ်ပိတ်သွားတဲ့တကားတွေကတင့်ကိုမဖြတ်စီပြနိုင်ဘူးဒါပေမဲ့ဖွင့်လာမဲ့တကားအတစ်တွေကတင့်ကိုပို့ပြီးတော့တိုးတက်စေမယ်တင်းရဲ့ဘဝမှာပိတ်သွားတဲ့အရာတွေကိုပြန်ကြည့်ပါအလုံးမရခဲ့တဲ့အချိန်တွေဒါပေမဲ့နောက်ပိုင်းမှာပိုကောင်းတဲ့အလုပ်ရခဲ့တယ်မဟုတ်လားလူတစ်ယောက်ကကိုယ်စီကနေထွက်သွားတဲ့အချိန်ဒါပေမဲ့နောက်ပိုင်းမှာတင်းကိုပိုချစ်တဲ့သူနဲ့တွေ့ခဲ့ရမလားတကားပိတ်သွားတာကအနာဂတ်မှာတင်းကိုပြန်ပြီးတော့ကောင်းကျိုးပေးတတ်တဲ့အရေးကြီးဆုံးအချက်ကတကားပိတ်သွားတာကြောင့်တင်းရဲ့တန်ဖိုးတွေရောကြမသွားပါဘူးလူအများစုကအလုတ်မရဘူးအလုတ်ကနေဖယ်ထုတ်ခံရတယ်ဆိုရင်ကိုအားနေချက်တွေများလို့ညံ့လို့ထင်တတ်ကြတယ်ချစ်သူတယောက်ကိုယ်စီကနေစွန့်ခွာသွားခဲ့တယ်ဆိုရင်ကိုမလုံလောက်ခဲ့လို့ထင်တတ်ကြတယ်ဒါပေမဲ့တင့်ကိုမရွေးချယ်ခဲ့တဲ့နေရာကတင့်ကိုတန်ဖိုးမထားတဲ့နေရာပါတင့်ကိုမချစ်နိုင်တဲ့လူကတင့်ရဲ့တန်ဖိုးကိုမမြင်နိုင်တဲ့လူပါတင့်ရဲ့တန်ဖိုးကတခြားလူတွေရဲ့ဆုံးဖြတ်ချက်ကြောင့်မပြောင်းလဲနိုင်ပါဘူးတင်ဟာအမြဲတမ်းတင်ပဲဖြစ်နေမှာပါဘဝမှာအကြီးကျယ်ဆုံးအလဲပြောင်းတွေကအကြီးမားဆုံးနာကျင်မှုတွေရဲ့နောက်မှာစတင်တတ်တယ်တကားပိတ်သွားတဲ့အခိုက်အတန့်တွေကတင်ဘဝအတွက် new chapter စတင်တဲ့အချိန်လည်းဖြစ်နေနိုင်ပါတယ်။အဲ့ဒီအချိန်မှာတင်လှုပ်တင်တာကကိုပြန်ပြီးတော့တိဆောက်ပါကိုအိမ်မက်တွေကိုပြန်ရှာပါကိုစိတ်ကိုပြန်ပြီးတော့မျိုးထွေးမှုပေးပါတကားအတက်ကဖွင့်နေပြီဒါပေမဲ့တင်မမြင်ရသေးတာကတင်စိတ်ကတကားဟောင်းကိုပဲလဲကြည့်နေတယ်လို့ဖြစ်နေနိုင်ပါတယ်။တကားအတစ်တစ်ခုကိုမြင်ချင်ရင်အရင်ဆုံးတကားဟောင်းကိုလက်လွတ်ရမယ်အဲ့ဒါကအခက်ခဲဆုံးပဲဒါပေမဲ့အဲ့ဒါကတင့်ကိုကဲတင်မဲ့အရာပါတကားပိတ်သွားတဲ့အခိုက်အတန့်တွေမှာကိုဒီစကားတွေကိုပြောပေးပါငါမအောင်မြင်တာမဟုတ်ဘူးငါကလမ်းကြောင်းပြောင်းနေတဲ့ကာလထဲရောက်နေတာငါဘွားကငါ့ကိုပိုကောင်းတဲ့နေရာတွေစီခေါ်သွားနေတယ်ဒီအရာကငါအတွက်မဟုတ်လို့ငါမရခဲ့တာငါအတွက်ပိုကောင်းတဲ့အရာကလာနေပြီဒီစကားတွေကတင်းစိတ်ကိုတဖြည်းဖြည်းပြန်ပြီးတော့ခိုင်မာစေမှာပါတကားပိတ်သွားတဲ့အခိုက်အတန့်တွေဟာဘဝကတင့်ကိုစမ်းတက်နေတာမဟုတ်ပါဘူးဘဝကတင့်ကိုပြန်ပြီးတော့ပြင်ဆင်နေတာပါတချို့အရာတွေကိုတင်ရဖို့ဆိုရင်တင့်အတွင်းထဲမှာစွမ်းအားတစ်ခုလိုတယ်တင်ရဲ့စိတ်ကခိုင်မာဖို့လိုတယ်တင်ရဲ့ယုံကြည်မှုကကြီးထွားနေဖို့လိုတယ်ဒါကြောင့်တကားပိတ်သွားတဲ့အချိန်ကတင့်ကို upgrade လုပ်နေတဲ့အချိန်လည်းဖြစ်နေနိုင်ပါတယ်လူတချို့ကအလောက်ရှာမရတဲ့အချိန်တွေမှာကိုယ်ပိုင်လုပ်ငန်းစတင်ပြီးတော့အောင်မြင်သွားကြတယ်ချစ်သူနဲ့ပြတ်သွားတဲ့အချိန်မှာကိုပို့ပြီးတော့တန်ဖိုးထားတက်လာတယ်ပိုကောင်းတဲ့ဘဝကိုရလာကြတယ်တကားပိတ်သွားတာကတကားအတစ်ဖွင့်ဖို့တဘောတရားတစ်ခုပါတကားဟောင်းမပိတ်ရင်တကားအတစ်မဖွင့်နိုင်ပါဘူးဘဝကအံ့ဩစရာပါတင်ထင်ထားတဲ့လမ်းကိုတင်မရဘဲနဲ့တင်မထင်ထားတဲ့လမ်းကိုဘဝကပို့တတ်တယ်ဒါပေမဲ့နောက်ဆုံးမှာတင်ပြန်လဲကြည့်လိုက်ရင်ဒီလမ်းကပိုကောင်းနေတာပဲလို့တင်ပြောမိနေမယ်ဒါကဘဝရဲ့စံကြယ်မှုပါဒီနေ့ဗီဒီယိုကိုနားထောင်နေတဲ့သူတွေထဲမှာတကားပိတ်သွားလို့စိတ်တက်ကြနေတဲ့သူတွေရှိချင်းရှိမယ်အလုံးမရလို့စိတ်ပြည့်နေတဲ့သူတွေရှိမယ်အချစ်ရေးမှာအဆင်မပြေလို့နာကျင်နေတဲ့သူတွေရှိမယ်မိသားစုအခြေအနေကြောင့်စိတ်ထိခိုက်နေတဲ့သူတွေရှိမယ်ဒါပေမဲ့ကျမတခုပြောပြချင်တယ်တဲ့အတွက်တကားပိတ်သွားတာကအဆုံးတတ်မဟုတ်ပါဘူးတဲ့အတွက်တကားပိတ်သွားတာကတင်ပွားရဲ့အလဲပြောင်းတစ်ခုတာပါ
တင်းရဲ့ဘဝကတင်းကိုမပြည့်စည်စေချင်ဘူးတင်းရဲ့ဘဝကတင်းကိုပိုကောင်းတဲ့နေရာတွေစီပို့ပေးချင်တယ်ဒါကြောင့်တင်းအတွက်မတင်တော်တဲ့တကားတွေကိုပိတ်ပေးလိုက်တာပါဒီနေ့ကစပြီးတော့တကားပိတ်သွားတဲ့အခါမှာကိုဒီလိုပြောပါအခုကအဆုံးတက်မဟုတ်ဘူးအခုကအတစ်စတင်ဖို့အချိန်ပဲလို့ပြောပါတကားပိတ်သွားတဲ့အခိုက်အတန့်တွေမှာကိုအပြစ်မတင်ပါနဲ့ကိုလက်မလျှော့လိုက်ပါနဲ့ဘာလို့လဲဆိုတော့တကားပိတ်သွားတာကတင်းအတွက်ပိုကောင်းတဲ့တကားကိုဖွင့်ပေးဖို့ဖြစ်ပါတယ်ပိုကောင်းတဲ့အရာကတင်းကိုရှေ့မှာစောင့်ကြိုနေပါတယ်နောက်တစ်ချိန်မှာတင်နောက်ကိုပြန်လဲကြည့်လိုက်ပြီးတော့တကားပိတ်သွားတာကငါ့ဘဝကိုပိုကောင်းစေခဲ့တာပဲလို့ပြောမိနေလိမ့်မယ်ဒီဗီဒီယိုလေးကတင့်ကိုအထောက်အကူဖြစ်စေခဲ့မယ်ဆိုရင် like လုပ်ပေးပါနောက်ထပ်ပုံများတဲ့နှွေးထွေးတဲ့အတန်တွေအတွက် channel လေးကို subscribe လုပ်ထားပါပြီးတော့တခြားမိတ်ဆွေတွေစီကိုလည်း share လုပ်ပေးပါတင်တယောက်တည်းမဟုတ်ပါဘူးကျမတင်နေတူရှိပါတယ် Once the door closed remember another better door is opening နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်